စိုးရတစ်ကနိုင်ငံတော်ဝန်အကျဉ်းထောင်တွေကအကျဉ်းချခံရသူတွေအားလုံးကိုထောင်ဒဏ်1 နှစ်လျှော့ပေါ့ပေးမှာဖြစ်ပြီးတေဒဏ်ချမှတ်ခံထားရသူတွေကိုတစ်သက်တစ်ကျွန်းပြစ်ဒဏ်တို့လွတ်ငြိမ်းခွင့်ပေးမယ်ဖြစ်ကြောင်းမေလ16 ရက်နေ့မှာမြောက်ရီရုပ်မြင်သံကြားကနေထုတ်လွှင့်ကြေညာသွားပါတယ်။ဒီကြေညာချက်ဟာနိုင်ငံရေးကျဉ်းသားအားလုံးလွတ်မြောက်ဖို့မျှော်လင့်နေကြသူတွေကိုစိတ်ပျက်သွားစေခဲ့ပါတယ်။ဗြိတိန်နိုင်ငံအခြေစိုက် Burma Democratic Concern အဖွဲ့ရဲ့ညွှန်ကြားရေးမှူးဦးမျိုးသိန်းကလည်းအလားတူပဲဝေဖန်ခဲ့ပါတယ်ရှင်။ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒါအတော်ကြီးပဲအံ့ဩဝမ်းနည်းမိပါတယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့လူတွေအားလုံးကကျွန်တော်တို့ဒီနိုင်ငံရေးကျဉ်းသားများလွတ်မြောက်ရေးပေါ့နော်အရန်ကိုမျှော်လင့်ထားတယ်။နောက်ဦးသိန်းစိန်အစိုးရကလည်းသူတို့ကိုသူတို့အယက်သားအစိုးရဆိုပြီးတော့သူတို့ပြောတယ်။နောက်ဒီမိုကရေစီကိုသွားနေတဲ့အစိုးရဆိုပြီးတော့လည်းပြောတယ်။အဲ့လိုအချိန်မှာခေတ်အဆက်ဆက်ဟိုးရင်တော့အစိုးရတွေဆိုရင်တော့မှကျွန်တော်လွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီးတော့နိုင်ငံရေးကျဉ်းသားတွေရောရာဇဝတ်သားတွေရောလှုပ်ခဲ့တဲ့အစဉ်အလာမျိုးရှိပါတယ်။ဒါပေမဲ့အခုလိုနိုင်ငံတကာကလည်းတောင်းဆိုနေတယ်ပြည်တွင်းပြည်ပကလည်းတောင်းဆိုနေတဲ့အချိန်မှာနိုင်ငံရေးကျဉ်းသားတွေကိုသတိသက်သာလှုပ်ပေးတာမဟုတ်ဘဲနဲ့အဲ့လိုတစ်နှစ်လောက်ပဲရှော့လိုက်တယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့မျော်လင့်နေတဲ့ပြည်သူတွေရဲ့မျက်နှာကိုရိုက်ချလိုက်တယ်လို့ပဲကျွန်တော်တို့ရင်ထဲမှာတော်တော်မကောင်းဘူးဆိုတော့ကျွန်တော်တို့ဒီဟာပေါ့အရန်ဆွေးရမိတာကဥသိမ်းစိန်အစိုးရအနေနဲ့တွဲဆိုဆွေးနွေးစပွဲဝိုင်းကိုလာဖို့ဆန္ဒရှိရလားမျိုးသားပြန်လည်သင့်မြတ်ရေးကိုဆန္ဒရှိရလားဆိုတော့အထူးပဲဆွေးရမိပါတယ်ခင်ဗျာ